26 ရက်8 လ 2026 ခုနှစ်ဥတွင်ဥဒေါဇန္တာတို့ဤသာမြတ်ပြကြသောမောင်တော်တာတွန်းမောင်ထက်ပိုင်လင်းတို့ဤမွေးနေ့အကြောင်းပြုလို့အရာမူရှိသောသံဃာတော်ချင်းမြတ်တို့အားစွမ်းဆက်ကလူတန်းခြင်းဝါစုရယသင်္ကန်းတို့ဖြင့်ဆက်ကလူတန်းခြင်းဒါနဲ့ဆက်ဆက်ပြီးတော့တရားကလေးအနှဲငယ်နာယူမှတ်သားကြမယ်တဲ့တရားတော်ကိုတော့ဖြင့်ဒါနရှင်နဲ့သီလရှင်လို့ဒီလိုမှတ်လိုက်ပါတဲ့ဘယ်လိုမှတ်မလဲဒါနရှင်နဲ့သီလရှင်တဲ့ဣတသုပန္တိဘဂဝါတော်ဒွေသာဝကသမသတ္တသမသီလသမပညာဧကောဒါယကောဧကောအဒါယကောသုံးလောကတော်တော်မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သာဝတိမြို့ဇေတွင်ကျွေးကျောင်းတော်မှာသရင်သုံးနေတော်မူတဲ့အချိန်သုမနဆိုတဲ့မင်းသမီးလေးဟာမင်းသမီးပေါင်းအမျိုးသမီးပေါင်း900ဆံရံပြီးတဲ့အခါကျတော့မြတ်စွာဘုရားကျောင်းတော်ကိုရောက်လာတယ်မြတ်စွာဘုရားကျောင်းတော်ရောက်လာပြီးတဲ့အခါကျတော့မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးကိုပု္ပ္ပာတို့ပင်မင်းမြန်ဆောင်ထားတယ်တဲ့ဘယ်လိုဆောင်ထားတာလဲဆိုတဲ့အခါကျတော့ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားအရှင်ဘုရားရဲ့တပိဿဝကဖြစ်တဲ့ယဟန်တော်နှစ်ပါးဟာလူမြတဲ့တရားတရားလည်းရှိပါတယ်ဗျာလူမြတဲ့သီလလည်းပဲရှိပါတယ်ဗျာလူမြတဲ့ပညာလည်းပဲရှိပါတယ်ဗျာတရားတရားလည်းတူတယ်သီလလည်းတူတယ်ပညာလည်းတူတယ်ဗျာတဲ့ဒါပေမဲ့လူတစ်ပါးသောယံကတော့ဖြင့်ပိကံစွန့်ကြဲတဲ့အလေးဓာရှိပါတယ်ဗျာတစ်ပါးကတော့ပိကံစွန့်ကြဲတဲ့အလေးဓာမရှိပါဘူးဗျာတရားတရားတူတယ်သီလတူတယ်ပညာတူတယ်တဲ့ဒါပေမဲ့လို့တစ်ပါးကဒါနရှင်တစ်ပါးကတော့သီလနဲ့ဘာဝနာပဲအဓိကဆိုပြီးတော့သူကသီလရှင်ပေါ့ကိုချင်းသီလကိုအဓိကထားပြီးတော့ပြောတဲ့သီလရှင်တဲ့ယနေ့ကလူတွေအများပြောနေတဲ့ဆရာလေးခေါ်တဲ့သီလရှင်မဟုတ်ပါဘူးအဲ့တော့တပါးသောယံကဒါနပြုဖို့ဝါသနာပါတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်မလို့သူကဒါနရှင်တပါးသောယံကတော့ပြင်ဒါနကအရေးမကြီးဘူးသီလကိုချင်းသီလနဲ့လည်းကဝါဘာဝနာတရားကမ္မဋ္ဌာန်းတရားတွေအာထုဖို့ကသာလည်းအဓိကဖြစ်တယ်လို့အဲ့လိုအယူဆကြည့်တဲ့ယဟန်တော်နှစ်ပါးဟောဒီလူပြည်ကနေပြီးတော့သက်တမ်းကုန်လို့ပွဲတော်သွားတဲ့အခါနတ်ပြည်ကိုရောက်သွားတယ်ဆိုကြပါလို့ဗျာနတ်ပြည်ရောက်သွားတဲ့အခါမှာအဲ့ဒီယဟန်တော်နှစ်ပါးရဲ့သူကြခြင်းတိယဝိသေသောတိယနာနာကရဏသူကြခြင်းရှိပါသလားဗျာကွယ်ဗျာခြားနာခြင်းရှိပါသလားဗျာလို့သူမနာမင်းကြီးကမြတ်စွာဘုရားကိုလျှောက်ထားတယ်ညီတော်မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးကတိယဝိသေသောတိယနာနာကရဏသူကြခြင်းရှိတယ်ခြားနာခြင်းတွေရှိတယ်လို့မြတ်စွာဘုရားရှင်တော်မြတ်ကြီးကမိန့်တော်မူတယ်ဘယ်လိုခြားနာသလဲဘယ်လိုတော့ပွာခြားသလဲဆိုလို့ရှိရင်တော့ဖြင့်ဒိဗေနအာယုနာဒိဗေနဝန္ဒေနာနတ်တကာတို့နဲ့ဒါနပြုတဲ့ယဟန်ကပုံပြီးတော့အသက်ရှိတယ်ဒိဗေနဝန္ဒေနာနတ်တကာတို့နဲ့ဒါနပြုတဲ့ယဟန်ကပုံပြီးတော့အစင်းလာတယ်ဒေဝိနာသုကိနာဒါနပြုတဲ့ယဟန်ကနတ်တကာတို့နဲ့ပုံပြီးတဲ့အခါကျတော့ချမ်းသာတယ်တဲ့နော်ဘုံမိမကြီးတွေတကားတနာပေါ့နတ်တွေရဲ့အဆောင်ရောင်တွေမြောင်များစွာနဲ့အလွန်ချမ်းသာတယ်ဒေဝိနာယသေနာနတ်တကာတို့နဲ့အချမ်းရံလေးများတယ်တဲ့ဒါနပြုတဲ့ယဟန်ကအချမ်းရံလေးပို့ပြီးတော့များတယ်ဒေဝိနာဒီပရေယနာဒါနပြုတဲ့ယံကဒါနမပြုတဲ့ယံနဲ့ပုံပြီးတော့အစိုးရတယ်တဲ့။ဘောကလူကြီးမှလည်းရှိတယ်တကွင်းဆိုတကွင်းသူ့ရဲ့အစိုးရမှုနတ်ပြည်မှာဆိုနတ်မင်းကြီးသွားပြီးတော့ပြရတယ်ပေါ့။အဲ့တော့အဓိပတိနာနတ်တကာတို့တဲ့ဒါနပြုတဲ့ယံကပုံပြီးတော့အစိုးရတယ်တဲ့။အဲ့လိုမြတ်စွာဘုရားကပြင်ကြတော်မူတယ်။ဒီတော့သုမနာမင်းသမီးတွေကဆက်ပြီးတော့မင်းမြန်ဆောင်ထားတယ်။ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားအဲဒီ
နတ်သားနှစ်ပါးဟောဒါနပြုတဲ့ညာနဲ့ဒါနမပြုတဲ့ညာနတ်ပြည်ကနေပြီးတော့လူပြည်ကိုဆင်းလာတယ်ဆိုပါစို့ဗျာလူပြည်ရောက်တဲ့အခါမှာကအဲ့ဒီဒါနပြုတဲ့ညာနဲ့ဒါနမပြုတဲ့ညာဟာခြားနာမှုရှိပါသလားဗျာလို့လျှောက်တာတော့မြတ်စွာဘုရားရှင်တော်မြတ်ကြီးကဒုကြခြားနာချက်တွေရှိတယ်တဲ့ဘယ်လိုဒုကြခြားနာတဲ့ဆိုတဲ့အခါကျတော့မာနုတကိနအာယုနာဒါနပြုတဲ့ယဟန်ကဒါနမပြုတဲ့ယဟန်တဲ့ပုံပြီးတော့အသက်ရှိတယ်ဒိဗ္ဗိနဝံမာနုတကိနဝန္နိနဧဒါနပြုတဲ့ယဟန်ကပုံပြီးတဲ့အခါကျတော့အစင်းလာတယ်အဲ့မာနုတကိနဝန္နိနဒါနပြုတဲ့ယဟန်ကလူတကာတို့တဲ့ပုံပြီးတဲ့အခါကျတော့အစင်းလာတယ်မာနုတကိနသုကိနဒါနပြုတဲ့ယဟန်ကအရှာရှာသောလူတွေနဲ့ပို့ပြီးတဲ့အခါကျတော့ချမ်းသာတယ်တဲ့နော်ပို့ပြီးတော့ချမ်းသာတယ်ဆိုတဲ့အခါကျတော့ဒီနေ့ကိလို့ပြောမယ်ဆိုရင်တော့ယေကုကံဒီမိမနဲ့ဥယျာဉ်နေနဲ့ပေါ့ဒီလိုကြီးတခန္ဓနာကြီးဒါနပြုတဲ့ယဟန်ကမာနုတကိဏသုကိဏပို့ပြီးတော့ချမ်းသာတယ်မာနုတကိဏယသေနာဧဒါနပြုတဲ့ယဟန်ကလူတကာတို့တဲ့ပို့ပြီးတဲ့အခါကျတော့အရှာညာနေကြတယ်မာနုတကိဏအာဓိပတိယနဒါနပြုတဲ့ယဟန်ကလူတကာတို့တဲ့ပို့ပြီးတော့အစိုးရတယ်အဲ့တော့ဒါနပြုတဲ့ယဟန်ကဒါနမပြုတဲ့ယဟန်တဲ့ပို့ပြီးတော့အသက်ရှိတယ်အစင်းလာတယ်ချမ်းသာတယ်ချမ်းညာနေများတယ်ခွန်အားတွေကြီးတယ်တဲ့အဲ့ဒါဆိုတဲ့အခါကျတော့ဟောဒီပုဂ္ဂိုလ်ဟာဒါနပြုတဲ့ပုဂ္ဂိုလ်ကဘယင်ကြီးဖြစ်မဲ့တတိမင်းကြီးတွေဖြစ်မဲ့စကြဝဠာမင်းကြီးတွေဖြစ်မဲ့ဒါနမပြုတဲ့ပုဂ္ဂိုလ်ကြတော့တော်ယုံရောယုံမိသားစုမှာပဲသွားပြီးတော့ဖြစ်ရတယ်တဲ့နော်အဲ့ဒီမှာဒါနပြုခဲ့တဲ့ယဟန်ကကတ္တဗမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သင်္ချာရှိခြင်းကလည်းဒါနပြုခဲ့တဲ့ယဟန်ကယခုသူမနာမဲသမီးကလေးရဲ့မောင်ကလေးသွားပြီးတော့ဖြစ်နေတယ်တဲ့ဘယင်သားဖြစ်နေအဲ့ဒီတော့ယဟန်တော်တစ်ပါးကဒါနပြုဖို့တိုက်တွန်းတော်လည်းမပြုခဲ့တဲ့ယဟန်ကတော့ဖြစ်အမကြီးရဲ့သားသွားဖြစ်နေတယ်တဲ့အဲ့ဒီဈာနာချက်တွေကိုသူမနာမဲသမီးကလေးကမြင်ခဲ့တဲ့အတွက်ကြောင့်မြတ်စွာဘုရားကိုမေးမြန်းကြောင်းထားတာလူပြည့်လို့ရှိရင်ကဈာနာချက်ရှိပါသလားဆိုတော့မြတ်စွာဘုရားကြီးတော်မြတ်ကြီးကဈာနာချက်ရှိတယ်ဈာနာရှင်နဲ့သီလရှင်အလွန်မတမကွာတယ်တဲ့ဒါဖြင့်ဘုရားအဲ့ဒီအမျိုးသားနှစ်ယောက်လူပေါင်းကိုစွန့်ပြီးတဲ့အခါကျတော့သာသနာပေါင်းကိုသွားမယ်ဘုရားယဟန်ဘဝရောက်တဲ့အခါမှာဈာနာချက်တွေရှိပါသေးသလားဘုရားအေးယဟန်ဘဝရောက်တဲ့အခါမှာလည်းပဲဈာနာချက်ရှိတယ်ဒါနပြုခဲ့တဲ့ယဟန်ကတော့ဒါနမပြုခဲ့တဲ့ယဟန်တဲ့အဆုံးကောင်းနေကိုပေါ်တယ်တဲ့အလွန်မတမနုပိညံပိကောင်းပြီဆိုတဲ့ဆိုရင်ဒီအလွန်မတမပေါ်တယ်သင်္ကန်းဆိုလို့ရှိရင်လည်းပဲကောင်းပြီညွန့်ပြီဆိုတဲ့သင်္ကန်းဒီအလွန်မတမပေါ်တယ်တဲ့ကျောင်းတွေကလည်းပဲပေါ်လိုက်တာတဲ့နော်အေးဈေးပစ္စည်းတွေကလည်းပဲပေါ်လိုက်တာတဲ့ယနေ့ကသင်ကြားတဲ့ဇာတော်ကြီးတွေကိုဥပမာပြုပြောရမယ်ဆိုလို့ချင်းတော့ဒီဒါဒီဒီကိုဇာတော်ကြီးတို့လိုပါရုပ်ဇာတော်ကြီးတို့လိုဩသင်္ကန်းနဲ့လူမဲ့လူတွေကလည်းပေါ်လိုက်သောလူမဲ့လူတွေကလည်းပဲဒါတနေ့နဲ့ကြိုပြီးတဲ့အခါကျတော့စည်ရင်ပြီးတာတော့နေရာမရကြဘူးတဲ့လူမဲ့တမ်းမဲ့လူတွေအမတန်ပေါ်တောင်ပြုတ်မှာကန္တာအောင်ဆို2နှစ်ခွဲ3နှစ်လောက်စည်ရင်ပြီးမှဒုရကမတွေတရားကြီးလို့ဆုံးကပ်မယ်ဆိုရင်တော့မှဆုံးကပ်ခွင့်ရတာတဲ့အဲ့တော့အဲ့ဒီမှာနေတဲ့သင်သုံးတဲ့ဆရာတော်ကြီးမှုပြတဲ့သံဃာတော်ရှင်မြတ်နေရာဒါနရှင်ရဟန်းတော်တွေပဲဖြစ်အဲ့တော့ဒီဆရာတော်ကြီးဒီကိုဆရာတော်တို့ဘာရုပ်ဆရာတော်တို့ကလည်းပဲအတိတ်ကလည်းပဲဒါနတွေမတန်လုံးတဲ့ယခုဘဝမှာလည်းပဲကောင်းတာကြီးပဲသူတစ်ပါးလေးနဲ့တူတူကြကြလုပ်ခဲ့တဲ့အခါကျတော့ဟောလူပဲဓာမဲ့လူတွေအမတန်ပေါ်များတယ်အဲ့တော့ဒါနရှင်နဲ့သီလရှင်အမတန်ကွာခြားတယ်တဲ့အဲ့တော့ဒီကနေ့မြတ်စွာဘုရားသင်္ကြန်တော်မြတ်ကြီးကဟောဒီမြတ်သမီးတွေကအဲ့ဒါသူမနာမင်းသမီးတွေကဆက်ပြီးတော့၆ဓာကာရဖြင့်ယဟန္တာဖြစ်သွားတယ်ဆိုပါစို့ဗျာတဲ့မဉ္ဇဉ်ပူညာဖြစ်သွားတဲ့ခါမှာကောနိဗ္ဗာန်ရောက်တဲ့ခါမှာကောဈာနာချက်တွေရှိပါသေးသလားဗျာဆက်ပြီးတော့၆တာဆက်၆တဲ့ခါကျတော့မြတ်စွာဘုရားကြီးတော်မြတ်ကြီးက
နိဗ္ဗာန်ရောက်သွားတဲ့အခါမှာတော့ဈာနာချက်မရှိတော့ပါဘူးတဲ့အလိုလိုပါပဲတဲ့နိဗ္ဗာန်မရမီဈာကာလမှာတော့ဖြင့်ဒါနပြုတဲ့ပုဂ္ဂိုလ်ကလူပြည့်ရင်လူတကာတို့တဲ့အသက်ရှင်မဲ့ယုံချောမဲ့ချမ်းသာမဲ့ခြံရံရင်းများမဲ့အစိုးရမှုတွေများမဲ့တည်တဲ့ကြွယ်တွေဧကရေမင်းတွေပရိသေရမင်းတွေစေကြဝရမင်းတွေဖြစ်မဲ့နတ်ပြည့်ရင်လည်းပဲနတ်မင်းကြီးဖြစ်မဲ့တဲ့နတ်တကာတို့တဲ့အသက်ရှင်မဲ့နတ်တကာတို့တဲ့အစင်းလာမဲ့နတ်တကာတို့တဲ့ချမ်းသာမဲ့နတ်တကာတို့တဲ့ခြံရံများမဲ့နတ်တကာတို့တဲ့အစိုးရမဲ့နတ်မင်းကြီးတွေတရားမင်းကြီးတွေဒီလိုဖြစ်မဲ့အဲ့တော့ဒီကနေ့ဒါဥလွင်ဥလို့ဒေါ်စန္ဒာတို့မိသားစုဟာလည်းပဲဒီကနေ့သောသောဆက်ကလူတန်းကြတယ်သင်္ကန်းနေဆက်ကလူတန်းကြတယ်ဆိုတော့ဟောဒီအကျိုးတရား၅မျိုးတဲ့မနှိမ့်တဲ့အကျိုးတရားတွေငါတို့ရပြီလို့ဝမ်းမြောက်ဝမ်းသာဖြစ်ရမှာလားမဖြစ်ရမှာလားဝမ်းမြောက်ဝမ်းသာဖြစ်ရမယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကနေ့ငါတို့လူတန်းတဲ့ကုသိုလ်ကောင်းမှုသည်သင်္ကန်းလူတန်းတာဆိုလို့ချင်းတော့ဖြင့်လူစည်းစိမ်နတ်စည်းစိမ်တွေခံစားဆန်စားလို့ဝလို့ညီးငွေတဲ့ဒီနေ့မှာတော့ဖြင့်တဲ့ဒီကနေ့လူဒန်းတဲ့သင်္ကန်းဟာအမျိုးသမီးဖြစ်တဲ့ပုဂ္ဂိုလ်တွေမှာနောက်ဆုံးဘဝမှာတော့ဖြင့်အလွန်တန်ဖိုးကြီးတယ်ဒီနေ့ခေတ်မြမငွေဖောင်းကြွနေတာနဲ့ဖောင်းပွားနေတာနဲ့ပြောမယ်ဆိုလို့ရှိရင်တော့တန်ဖိုးသိန်းပေါင်းသိန်းပေါင်း9သိန်းလောက်သိန်းပေါင်းပါတယ်တောင်းပေါင်းပေါ့9000လောက်မကတဲ့တန်ဖိုးကြီးတယ်မာရဏတန်စာကြီးစင်မြန်ပြီးတော့နိဗ္ဗာန်ကိုတက္ကန္တနာကြီးနဲ့သွားရခြင်းဆိုတဲ့အကျိုးတရားတဲ့မြို့သားဖြစ်တဲ့ပုဂ္ဂိုလ်တွေကြတော့လည်းပဲဒီကနေ့ဝါဆိုရသင်္ကစကလူသားတဲ့ကုသိုလ်ကောင်းမှုရဲ့အထောက်ပံ့ကြောင့်နောက်ဆုံးဘဝမှာမြတ်စွာဘုရားရှင်နဲ့တွေ့လို့အိဘိက္ခုကိုကံရပြီးတော့မြတ်စွာဘုရားရှင်တော်မြတ်ကြီးကယဟန်လာလို့ခေါ်လိုက်တာနဲ့တပြိုင်တည်းခန္ဓာကိုယ်ကဝန်စားပြီးရောက်ပြီးတဲ့အခါကျတော့ကလုံးကလည်းတုံးပြီးတာသင်္ကန်းတပိတ်ပိတ်ကြီးအစုံလင်နဲ့အလိုလေးရောက်အော်တိုမက်တစ်ယဟန်ဖြစ်ရခြင်းဒုမတဇင်ယဟန်တရားတွေကျင့်လို့နိဗ္ဗာန်ဇံဝင်ရခြင်းဆိုတဲ့အကျိုးတရားတဲ့အဲ့ဒီအကျိုးတရားတွေကိုနောက်ဆုံးဘဝမှာရမယ်။ဇာကာလမှာတော့ပြင်ရှင်းမှာပြောခဲ့တဲ့အကျိုး၅မျိုးကိုဒါနမပြုတ်တဲ့ပုဂ္ဂိုလ်တွေဒါနပြုတဲ့ပုဂ္ဂိုလ်တွေကအကျိုးတရား၅မျိုးကိုရတယ်ငါတို့ရပြီလို့အဲ့လိုဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတဲ့အခါကျတော့ဒီနေ့ငါတို့လူသားတဲ့ကုသိုလ်ကောင်းမှုရဲ့ထောက်ပံ့ကြောင့်လူစည်းစိမ်တွေလည်းပဲခံစားဆန်စားနေကြပါလေနတ်စည်းစိမ်တွေလည်းပဲခံစားဆန်စားနေကြပါစေလူစည်းစိမ်လူချမ်းသာနတ်စည်းစိမ်နဲ့ချမ်းသာတွေခံစားဆန်စားလို့ညီးငွေတဲ့တနေ့မှာတော့ပြင်အလုံးအေးချမ်းတဲ့တန်တိတုကနိဗ္ဗာန်အထိတလန်းနိုင်တဲ့ပုဂ္ဂိုလ်လူပုဂ္ဂိုလ်များတွေဖြစ်ကြပါစေကုန်သောရေလို့ပတ္ထနာအောင်စုပြုလိုက်ကြကုန်ရာတည်း